စားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့ဆွဲအီးအကယ်ဒမီရောက်နေပါတော့ဆွဲအီးအကယ်ဒမီကျွန်တော်တို့ဒီနေ့ဗာနေလဲဆိုကျွန်တော်တို့ရဲ့သင်တန်းသားတွေ MNL League 1 U20 ပေါ့နော်U20 ပေါ့ League 1 U20 ပြန်မဲ့ပါသွားတဲ့ကလေးတွေကိုကျွန်တော်တို့ပွဲတော့မဟုတ်နှုတ်ဆက်မယ်ပေါ့နော်ပွဲမဟုတ်နှုတ်ဆက်ကျွန်တော်တို့ဟောပေါ့ကျွန်တော်တို့အကယ်ဒမီကကလေးတွေ National League က U20 ပါသွားတဲ့ကလေးတွေရှိရပါတော့ဆိုတော့ရှိရခန့်တွေလည်းဝင်နေကြပြီဆိုတော့ဒီနေ့နောက်ဆုံးထားပြီးကျွန်တော်တို့ Academy ကိုလာပြီးတော့လာနှုတ်ဆက်တာပါနော်ဆိုတော့သူတို့လေးနဲ့ကျွန်တော်လည်းအင်တာဗျူးလုပ်အောင်နော်သူတို့ train လေးပါနေပါလုပ်ပါနောက်ဆုံးပေါ့ဆိုတော့ပထမဆုံးအခုလို့မရောက်သေးတဲ့လူလည်းရှိရပါတော့ကျွန်တော်ရတနာပုံရောက်သွားတဲ့ကလေးရှိတယ်မဟာ3ယောက်ပေါ့နော်ပြီးတော့ရန်ကုန် United ရောက်သွားတဲ့တယောက်ရှိတယ်သူတို့လမ်းရမလားမရမလားတော့မသိဘူးရသွားရင်တော့ကောင်းတာပေါ့နော်ကိုရှိဆိုတော့ပထမဆုံးကျွန်တော်တို့ရတနာပုံရောက်သွားတဲ့ကျွန်တော်တို့ဆွဲ Academy ကလေးပေါ့နော်သူနဲ့ကျွန်တော်ပထမဆုံးနည်းပါစကားပြောကြည့်မယ်ပေါ့နော်ကျွန်တော်ဘယ်လောက်ထိဖြစ်လဲဆိုတော့မင်္ဂလာပါမင်္ဂလာပါနာမည်လေးနဲ့မိတ်ဆက်ပေးကြတယ်ရတနာပုံအိမ်နဲ့ဖြစ်သွားတယ်နော်ဒီမှာရတနာU20 ပါသွားတယ်ဆိုတော့နာမည်နဲ့ပြပြလာနာမည်ထူးစစ်နိုင်โอเคဆိုငါတို့ဒီဆွဲအီကိုလာ join တာရောက်လာတာဘယ်လောက်ကြာပြီလဲတနှစ်ကျော်လောက်ရှိတနှစ်ကျော်ရှိနေဟိုမှာမလားငါတို့ဒုတိယတော့ဟိုလားအော်ကျောင်းမာတွေကလားကျောင်းမှာအလုံးတစ်ပတ်လောက်ပဲဆင်းလဲကျောင်းမှာတစ်ပတ်လောက်ဆင်းပြီးငါတို့ဟိုဘက်အလုံးကွင်းနော်အလုံးကွင်းမှာအဲ့ဒီကမင်းကငါဟိုမှာစဆော့ right back မှာစဆော့ဟုတ်တယ်မလားလက်ဘက်အဲ့ left back တော့ပဲလေအဲ့တော့ ground နဲ့ဟာနော်စရတော့โอเคအော် ground မဟုတ်လားဇမင်းတော့ရှိဆိုတာခေါင်းပြူလို့အဲ့ဒါခေါ်အော်ဟဲ့လားအော်ဇမင်းပပတူတူလေးဟုတ်တယ်မလားမှတ်မိပါရှိတယ်အရှိလားဟာဟောငါတော့တယ်မာနေစားရတယ်လဲမှတ်မိပါတော့ကောင်းမင်းတစ်နှစ်ကျော်လောက်ရှိနေပြီโอเคဆိုခုဘာပြောကွာဒါနောက်မင်းတို့နာမည်ကြီးလိုက်လဲအဲ့လိုထပ်ပြီးဖို့မင်းတို့ငါခေါ်မွေးတာငါတို့ရိုက်တယ်လူမရှိတော့မှဆိုလို့အခုဘာပြောရနာပုံလူရေးပွဲပါဝိုက်ပါနော်အခုခန့်နေပါနေရပြီမလားနေရโอเคဆိုဒါဟိုဟာလားအခုမင်းတို့ပေးထားတဲ့အင်ကြီးပြန်ဝက်ကတ်မယ်အင်ကြီး training kit training kit အေးပါနံပါတ်28ကိုယူရဟောပေးကိုပေါ့ယူရအောင်ကိုယူရလားโอเคဆိုအဲ့မှာသွားရွေးဖြစ်ပုံနဲ့ဟိုဘယ်လိုခက်ခဲအကြောင်းပြောပါအောင်လူတွေဘယ်လောက်များလဲပေါ့သွားရွေးတော့ဟာလေမခံမန်းချေပေါ့အများကြီးကြာမင်းရတယ်ရအောင်မလွယ်ဘူးလေရတနာဘုံကအခုဒီနှစ်မှာတကုံပြင်ဆင်လာလေမင်းတို့ပါသွားတာမလွယ်ဘူးကန်ကောင်းလို့ပါသွားတာပဲနေမှာဟုတ်ကန်ကောင်းမင်းမကောင်းဘူးပေါ့ကန်ကောင်းလို့အခြေအနေပြီးလာလို့ပါသွားလို့ပဲထင်ပါတယ်ဟုတ်ပါဘူး तू ကဟိုပေါ့နော်ကိုကလေးမလို့ပြောတာမဟုတ်ပါနော်ဟိုတော်တော်ကောင်းတယ် तू ကစလာတော့အဲ left back နဲ့စလာတော့ဒါပေမဲ့နောက်ပိုင်း center back ကိုတော်တော်လေးဟို तू ကောင်းတဲ့ထဲမှာပါတယ်ပေါ့နော်ဒါကတော့ကိုရှိကတင်တန်းသားမလို့ဘယ်လိုမျိုးရွေးပြောတာမဟုတ်ပါနော်မင်းတော်တော်ကောင်းတယ်ဆိုကျွန်တော်တို့ကသူ့ကိုနောက်2နှစ်3နှစ်4နှစ်လောက်ထိကိုတကယ် professional လေစဉ်အထိတောင်မှမှန်းတဲ့ထဲမှာပါဒါပေမဲ့ခဏကိုနည်းနည်းကြည့်အောင်လို့စော့နေပါရဲ့အောက်ပိုင်းတော့မစော့ပြီအောက်ပိုင်းစော့ရင်အပေါ်မတက်လာမှာဆိုလို့အရက်ဟုတ်လားမတက်မစော့ရင်အပေါ်ပဲတိုက်တယ်ပါစားရလဲစားပြီပေါ့ဆိုတော့ဒါနဲ့ကပထမဆုံးဘာပြောဘဝမှာဟုတ်တယ်မလားအခုဒီမှာတစ်နှစ်ကျော်အောင်နဲ့နေလာခဲ့ပြီးမှရန်နာပုံရောက်သွားတယ်ကွာအဲ့လိုမျိုးကိုယ့်ကိုယ်အဲ့လိုမျိုးဘယ်လိုခံစားရလဲယုံနိုင်လားပြီးတော့ဘယ်လိုမျိုး image တွေရှိလဲပြီးတော့ဟိုဟာပဲအကြောင်းတွေမှာမတက်တော့လို့ပြောတယ်ကြာမတက်ဘူးကြီးတွဲပြီးဒါကြောင့်မလားဟမ်ဒါကြောင့်မို့လားဆိုတော့မဟုတ်စာမလုပ်လို့ဟိုလေစာမလုပ်ချင်လို့စာမလုပ်ချင်လို့ဒါပေမဲ့ကွက်တိဖြစ်သွားမှာအဲ့ဟိုတလောပဲမင်းကိုရင်းပြောတာမလားအကြောင်းမတက်တော့ဘူးဆိုပြီးဟာကြီးတွဲပြီးသွားဒီနှစ်ပြီးတာအဲ့ချိန်မှာမရွေးခံသေးဘူးမလားအရွေးမခံသေးဘူးအော်အဲ့တော့ရွေးသေးချာပါပေါ့တော်တော်ဒီ line ကိုသွားမယ်ဆိုပြီးတော့ဒီ line ကိုသွားမယ်ဆိုပြီးတော့ရွေးလိုက်တာအမှန်တော့ဒီနှစ်တကယ်လို့ဘာမှမဖြစ်ဘူးဆိုလို့ရှိရင်နောက်နေ့ကြလို့ရှိရင်အဲ့ကြီးတွဲကိုကျူရှင်ဘော်ဒါရေးတခြားယူပြီးအောင်လုပ်မယ်ပေါ့အဲ့လိုထင်တယ်အဲ့ဒါပါသွားတော့တရားစီပေါ့နော်တရားစီဒါပေမဲ့အခုကတရားစီပဲချုပ်မှာမလားအဲ့တော့မသိသေးဘူးဟဲ့တရားစီပဲမင်းတို့ငါတို့ပြန်ခေါ်ပါမင်းလားပြန်ခေါ်မှာပေါ့โอเคဆိုဟိုအခုဟိုနေတာပါရောနည်းနည်းပြပြလိုက်ပါ professional စဖြစ်လာပြီလေနော် U20 ဆိုလဲလေဆိုတော့ဟိုအိမ်ကရောဘယ်လိုတွေအိမ်နဲ့ရောဆက်သွယ်ရှိတာဘယ်လိုတွေပြောဖြစ်လဲပြီးတော့နေပုံထိုင်ပုံတွေရောဘယ်လို change ဖြစ်သွားလဲအခုအဆောင်မှာနေရဆောင်းမနေရတော့ပိုတော့စီကန်းတော့ရှိရတော့အဆောင်မနေတော့အိမ်မှာလို့တော့မဟုတ်နေချင်းလို့နေလို့မရဘူးအချိန်မှန်အစားမှန်ပေါ့အခုအစားဆိုလဲမနေ့ပိုင်းဆိုလို့ရှိရင်သူ့အချိန်နဲ့သူစားရတယ်နေကင်းဆိုလဲသူ့အချိန်နဲ့သူညနေဆိုလဲသူ့အချိန်နဲ့သူအဲ့လိုပေါ့အေးဒါနဲ့ဟဲ့မင်းဆွဲအီကိုဘယ်လိုရောက်လာလဲနဲ့ပြောလိုက်မှာတစ်နှစ်ကျော်ဆိုတော့လေတင်တန်းနေပဲလာတာပဲလို့တစ်တော်အတွေ့ရတင်တန်းလာတာတင်တန်းဟိုမှာဖြစ်နော် तू ဝေးတယ်ဒလားနေလာတာ20ဟော20ဟာလေမှာဒလားတွေငါတို့ဟိုအဖက်လူတွေများတော့နော်တွန်လေးကနေလာတာနော်တောက်ချောက်လမ်းခီးလည်းမလွယ်ဘူးနော်မလွယ်ပင်ပန်းတယ်အခုအဲ့ရောက်သွားတော့အိမ်ကဘာတွေပြောပြဘာမှမပြောပါဘူးပြောတာတော့ကြိုးစားပေါ့အခြေအနေပေးလာတော့လေကြိုးစားမှာပေါ့ဒါအဲ့လိုပဲပြောပါဘာမှမပြောကြိုးစားအဲ့တော့မင်းယာတီတွေအများကြီးမကန်ဖြစ်လဲငါတို့နောက်နှစ်ပြန်လည်ကြွရမှာနော်တခါအင်တာဗျူးမှာမင်းခေါ်တာနောက်ပိုင်းနာမည်ကြီးဖြစ်လာတယ်ဒီအင်တာဗျူးရပေါ်မှာဆိုတော့ဆိုတော့မင်းအိမ်မက်ကဘယ်လိုမျိုးတွေရှိလဲအခုအကြောင်းထွက်ပြီးတဲ့အချိန်ကနေစပြီးအခု U20 စပြီးရွေးခံပြီဆိုတော့ဒီလမ်းမှာဒီဇိုင်းမရှောက်မှာဟောတဲ့ဟိုက pro player ဖြစ်တဲ့အထိပေါ့ဒီ
ပလေယာဖြစ်တဲ့ဒီ program ဖြစ်ပြီတော့ နိုင်ငံလက်ရွေးစင်ပေါ့အဲ့ဒါနိုင်ငံလက်ရွေးစင်ဖြစ်တဲ့ဒီစူးစမ်းမှာပေါ့ အခုအသက်ကဘယ်လောက်ရှိလဲ တက်က18ပြည့်တော့မယ် ပြည့်တော့မှာနော် 18မပြည့်သေးပြည့်တော့ပြည့်တော့ စစ်မပြည့်သေးဘူးကောင်းပါလေအများရှိ UNICEF မင်းတို့နှစ်တောင်နောက်2နှစ်တောင်ကန်လိုက်ရတယ်နော် UNICEF ဟောကောင်းပါလေစိုးစားပါဆိုတော့ဟိုဘာတွေကိုဂရိပေးချင်တယ်နောက်ကြရင်ဘာလုပ်မလဲဒါဗီဒီယိုမှာတစ်ခါနည်းနည်းပြောတာ ။ဒါကြရင်တော့စူးစမ်းမှာပါဂတိပေးရဲဆိုတာတော့မရှိဘူးစူးစမ်းမယ်အတက်နိုင်လို့စူးစမ်းမယ်ရအောင်စူးစမ်းမယ်စူးစမ်းမှာပါ ကောင်းပါဆရာကြီးအောင်ငါတို့ဒီကဆရာကြီးမင်းအားနေချက်အားသက်ချက်ပြောဘူးလားရှိလားမင်းအားနေချက်ပါငါပြပြမှာ အားနေချက်ကအဲ့စတာမီနာမကောင်းတာအဲ့ဒါတကယ်အားနေချက်တစ်ခုစတာမီနာမကောင်းတာပြီးအကောင်ဘော်ကြီးသေးတာအဲ့လိုအတွန်းတိုက်ပါဖြစ်လို့ရှိရင်အစင်ပြေဘော်ကြီးသေးတာကြောင့်အဲ့လိုအဲ့ဒါ အေးပါနောက်တန်းတယောက်နေပါနော် နောက်တန်း အခုဘလုံးလည်းရမ်းကန်နော် အခုကစန်တာပဲဖြစ်နေတော့ပူလဲဆိုးတယ်ဆိုတော့ဘော်ကြီးကနေသေးရောလူပါသေးရအကုန်စူးစမ်းအောင်ပါအကုန်လုံး ဟွာပေါ့နည်းနည်းတခါလေပြိဿတွေလည်းအားပေးမဲ့သူတွေရှိလာမှာရတနာပြိဿရတနာကလာမဖြစ်သွားတယ်ဆိုတော့နော်အားပေးချင်ဘာညာနဲ့ပြောလိုက်တယ်ကွာမင်းပြိဿတွေရှိလာမှာကျွန်တော်နာမည် ကျွန်တော်们ထူးစင်နိုင်ပါလိုင်းရန်ပါလာမပါလာမသိပေမဲ့အားပေးကြပါလို့ရနာပုံအဲ့လိုပြောချင်ပါ မင်းဆွေးမှာရတနာအားပေးကြလားလက်တယ် အကောင်းကျူးစားကြပါ အေးငါလည်းမင်းတို့ပဲလာကြည့်မယ်ကွာနော်အမြဲโอเคငါတို့ရမသိချောင်းတော့မဆောင်နဲ့နော်အင်ဂျီပူရင်လည်းလှမ်းပေး ဟိုလေဟိုလားအပေါ်မှာတူထိုင်နေထိုင်ရမှာပေါ့ โอเคကျေးဇူးနော်အောင်ညီပါသည်ဆင်ပြပါစေโอเคဆိုတော့ဒါကတော့ကျွန်တော်တို့ဆွေးကြီးကယ်မရပြီပေါ့နော်ကိုယ့်ကိုမိတ်ဆက်ပြလိုက် ကျွန်တော်နာမည်ဆိုင်မ ဘာမို့ကချင်လို့တန်ထွက်နေပြော ကချင်လို့ ဆိုင်ဖုံးပဲမလို့ဟုတ်ပါဘူး ဆိုင်မုံဝဲ ဟုတ်လားကချင်လို့အတန်ထွက်လဲဆိုင်ဖုံးပဲလား ဆင်းဖုံ အေးဆိုင်ဖုံးအဲ့လိုပြောရလေကချင်โอเคမြန်မာလူရင်းတော့ဆိုင်ဖုံးပါ ဟုတ် ဆိုတော့ဒီငါတို့ဆွေးကြီးကယ်မရတော့ဘယ်လောက်ကြာလဲမှတ်မိလား တနေ့ဝင်းကျင်တော့ရှိ ရှိ တာ တော့ရှိနော်အဲ့ဆိုဂျားထဲမှာလည်းတခြားနေရာရောက်သေးလားမရောက်ဟိုရောက်တည်ရောက် ဟိုရောက်ဒီရောက် ဒီမှာတော့တစ်နှစ်ကျော်တော့ရှိပြီနော်ဆိုင်မှာဆိုတော့တိုက်စစ်ပါနော်ကျွန်တော်တို့အမှန်တမ်းပြောရင်ကျွန်တော်တို့ကယ်ရီမှာ तू ကစူပါဆက်ပါနော်ရောင်ပြီးတော့ဘယ်လိုရန်ဝင်နေတဲ့ပါလဲဆိုတော့တွားရွေးခံတဲ့အကြောင်းနည်းနည်းပြောလိုက်အောင်တွားရွေးခံတော့လူများလားဘယ်လိုပါသွားလဲဆိုရင်ခုန်လိုက်တော့နည်းနည်းအဲ့တော့အကြောင်းပြန်စဉ်းစားကြည့်ပါမယ်တွားရွေးခံတော့ တော့လိုကတော်တော်များပါဒီ ဟုတ်လား လိုကအများကြီးထဲမှာကျွန်တော်ရေးရတော့ကျေးဇူးတင်ပါတယ် ဘယ်လိုလဲဖုန်းဆက်လာလားလို့ ဟုတ်တယ်ဖုန်းဆက်လာ ပြောပါ တော်ရင်ကောဖုန်းမဆက်တော်ရင်ကော ဆိုတော့အခုခန့်ဝင်နေရပါနော်ခန့်ဝင်ရန်ကုန်တက်ခံပါလေခန့်ဝင်နေရဆိုတော့ဟိုဘယ်လိုလဲပိုပင်ပန်းလားအခုကဘာပြော professional life ကိုစတင်ဖို့အခွင့်ကောင်းဖြစ်လာပြီနော်ဆိုတော့ဘာလောက်ရတယ်တနေ့လောက်ရတဲ့ဟာလေးတော့အိမ်နဲ့မတူတော့မလားထတာဘာ အိမ်နဲ့မတူတော့မနေ့စောစောထားရတယ် training ထားပြီပါလား ထားမျက်နှာတွေ training တော့ training ဟိုတနေ့ကကွင်း25ပဲပြေးခိုင်းတယ်ဆိုတကယ်လား ဟုတ်ပြီ ဘယ်ကွင်းပြေးရ မြက်တို့မျက်စစ်ကွန်းမယ် အော်မျက်စိကွင်း25ပတ် အဲ့လို အဲ့ဒါဟောဒီကတက်တော့ကျန်းတာ ကျန်းဒါကိုကျန်းခံမှုရှိတာပေါ့ ဟုတ်လားဂျင်းနေပါလဲပေးစော်တယ်မလား ဟုတ်တယ်ပေးဆိုကျန်း ဆိုတော့ဟိုဘယ်လိုပြောမလဲဟိုကိုတိုင်ဟာရောအဲ့လိုမျိုးအခုခြေသမ်းပွဲကံပွားလား ဟုတ်ကံပြီးတော့နဘွေး လမ်းရလား ပထမတပွဲတော့ရတယ်ဒုတိယကြောင်း အရင်လမ်းရလည်းမရအေးပေါ့သူတို့လှည့်သုံးပါဘာမှမဆိုတော့ဘာပြောဟိုဒါကအတင်းကြီးရောငါတို့ဆွဲကြီးနေနဲ့ဝမ်းသာတာတခုကအခုရောက်သွားတယ်ခေါင်းပြူဆိုလို့ရှိရင်ရက်နာပုံလေးကွာရန်ကုန်ဆိုတော့အတင်းကြီးတွေဆိုတော့ဘာပြောဆွဲကြီးနေနဲ့ပျော်တယ်ပေါ့နော်ဆိုတော့ဟိုဆွဲကြီးကတင်ညာပေးမှုတွေရောလဲရောဘယ်လိုရှိလဲပြည့်တဲ့တွေနည်းနည်းပြပြလိုက်ပါအောင်မင်းကောင်းလို့လားဆရာတွေကောင်းလို့မင်းရတာ ဆရာတော့ကောင်းဆရာရတော့ကောင်းလို့ဒါတွေဖြစ်လာ အေးပြောဟိုဘယ်လိုရှိရတရားဆရာကြောင့်အမှန်တမ်းပြောပါတော့အမှန်တမ်းဘယ်ဟာကြိုက်လဲဆရာတွေတင်ညာပေးမှု တော့စိတ်ရှည်ရှည်နဲ့တင်ကြမယ်ကြိုက်ဆရာတော့ကြိုက် သူတို့တင်ပေးလို့ စိတ်ထားလေးကြိုက်ဟုတ်တယ်ကိုစလာလေးရင်ဒါဘောလုံးတော့တိတ်မကန်တော့လေကိုအခြေခံနဲ့တိတ်ဟုတ်ဒီရောက်မှအခြေခံအစတင်တော့မတက်ဘူးလားဒီမှာရောက်မှအဲ့လိုမတက်ဘူး ဟောဒါငါအဲ့ဆိုမင်းဘွားမှာငါတို့ဆွဲရပထမဆုံး ဟုတ်တယ်ပထမ ။ညမင်းနာမည်ကြီးနေတယ်ငါတို့မမေ့နိုင်အောင်လေ မေ့ပါဘူး ။ငါလည်းနီးပါတယ်တန်လိုက်ဟုတ်တယ် နည်းလေးအမြဲတွေ့နေ အေးမဟုတ်မင်းတို့ပဲလာကြည့်မယ်လေဟိုမှာခေါင်းပြူနေလဲမင်းနဲ့ရင်ဆိုင်ရတော့မှာဒါတိုက်ဆက်မှုပါနော်ဟုတ်တယ်မလား။ဆိုင်ဖုန်းနံပါတ်ပေးပြီးတော့26 26 ကျွန်တော်တို့ तू ကတော့ center forward ဆော့တိုက်ဆက်မှုခုနကျွန်တော်တို့ခေါင်းပြူကကြတော့ကျွန်တော်တို့ကနောက်တန်းဆော့တာပေါ့နော်ဆိုတော့ကျွန်တော်ဒါဝီနဲ့တွေ့ရအောင်မယ်ဟိုစာချုပ်ကဘယ်နှစ်ချုပ်ထားလဲချုပ်ပြီလားစာချုပ် ချုပ်ရတနစ်ပဲ ဟောတစ်နှစ်ဆိုတော့နောက်တစ်နှစ်တကယ်လို့ထပ်မချုပ်ဖြစ်ခဲ့ဘူးဆိုလို့ရှိရင်ပေါ့နော်အေးပေါ့ထပ်ချုပ်ဖြစ်ရင်လည်းကောင်းပါလေဘာပြောငါတို့ကလည်းနောက်နှစ်ကြရင်တော့သွားတော့မှမင်းသိရလားဆိုတော့နောက်နှစ်လဲကျွန်တော်တို့ကသူတို့ဒီတယောက်ကိုတော့ကျွန်တော်တို့ကရန်ကုန်နဲ့တက်ရောက်သွားတာဆိုတော့ကျွန်တော်တို့ကမပိုင်တော့ဘူးပေါ့နော်ဟိုဖြစ်သွားကျန်တဲ့ကလေးတော့ကျွန်တော်အငှားလေးရှိရဲတစ်နှစ်အဲ့လိုမျိုးသွားထားတာပေါ့နော်ဆိုတော့ဒါကတော့
ဟိုဆက်မသွားဖြစ်လဲငါတို့မှရှိသေးတယ်ငါတို့မှစက္ကန့်ဒါမင်းတို့အကောင်းဆုံးအခွင့်အရေးပဲလीနော်ဘွားမှာဆိုတော့ဟိုသူ့ရဲ့ live ဆန်တော်တော်မိုက်တော်တော်ကြီးကိုတိုက်ဆန်ဖြစ်တယ်ပါနော်သူမိသားစုကလည်းရန်ကုန်ကနေပြီးတော့အကုန်လုံးပြောင်းသွားတယ်နော်ကွက်တိတိုက်ဆန်အဲ့ချိန်မှာသူရန်ကုန်ရောက်သွားတယ်ဆိုတော့မင်းပို့ကြိုးစားဖို့လိုရနော်ဟုတ်တယ်ဆိုတော့သူဒီမှာနေဖို့ကမရှိတော့မှန်တယ်မှကျွန်တော်တို့ကလည်းငါတို့ကလည်းမင်းတို့အဲ့လိုထားဖို့ကအစစဉ်းစားနေတယ်မရဘူးလေရန်ကုန်နဲ့တက်ကလည်းတော်တော်ကျေးဇူးတင်ရမှာနော်မင်းကိုရွေးသွားတဲ့ခါကျတော့ကွက်တိဖြစ်သွားတယ်ဟုတ်တယ်မင်းတို့အရင်ဟိုဘက်မန်လေးပြောင်းတဲ့အချိန်မှာရန်ကုန်နဲ့တက်ရောက်သွားဟုတ်တယ်မလားဆိုတော့ဟိုတခြားဘာပြောရချင်နည်းနည်းခံစားတာတွေကိုယ့်ဘဝမှာဖြစ်ချင်တာတွေဘာရှိလဲဆိုဒီချိန်ပြောထားတော့မင်းနောက်တစ်ချိန်ကျပြောလေးစင်ဖြစ်မှာဒါတွေအမှတ်တရဖြစ်မှာလေးစင်ဖြစ်ကြတော့အေးပြောနေပြောအဲ့ပေါ့ကိုခြေစမ်းလည်းဒီထက်မကပူကောင်းနေတယ်ပေါ့ဟိုဂျင်းလဲဆော့ပေါ့ဂျင်းလဲများဆော့ရောဂျင်းလဲဆော့ပါတရက်မှာနေတိုင်းဆော့နေတိုင်းဆော့တယ်အေးပေါ်လည်းတက်လာတော့မှာဆိုတော့ဟိုတိုက်ဆက်မှုပေါ့နော်ဆိုင်းမဖြစ်ပါလေဟိုဘာပြောချင်ရှိသေးလဲအိမ်ကလူတွေကသူတို့ဝမ်းသာတဲ့စကားဘာညာပြောသေးလားဖုန်းဆက်ပြီးတော့ဒီအမတွေအဲ့လိုတော့မရှိပါဟာကိမဆိုင်ဘယ်လိုပြောထားလဲသူတို့သွားတော့ကျတော့ဒီမှာတယောက်တည်းကြံခဲ့တော့အခုတော့မသွားတယ်မှရှိပါတယ်6လပိုင်းအဲ့လိုပြောင်းတော့မယ်ဆိုတော့ဆိုတော့အခုအမှသွားနေတော့အိမ်ကဘာပြောသေးလဲအိမ်ကတော့ဘာတော့မပြောပါဘူးတီးရုပ်တီးမှာဟုတ်တီးဝမ်းသာပြီးမှာဗောမဝမ်းသာဝမ်းသာပါငါလည်းမလားလေကောင်းလေလို့မပြောမဟုတ်ပါဝမ်းသာပါကောင်းပါတယ်ဆိုတော့ဟိုဘာပြောဟိုငါတို့လဲကွာငါတို့ကယ်မီယာဘာပြောအဲ့လိုရွေးခံလဲဆိုတော့ဝမ်းသာတော့တစ်နှစ်တင်ဟုတ်တယ်မလားမင်းလည်းတစ်နှစ်လောက်ရှိပြီနော်ခေါင်းပြလည်းတစ်နှစ်ကြောဟိုမှာစ join လာလားငါတို့ဟိုဘက်အလုံကွင်းမှာစ join လာဟုတ်ဘူးဟုတ်ဒီနားဒီမှာပဲစ join နော်အဲ့ဆိုအေးပေါ့ဟိုပေါ့8လနော်8လ9လ8လလောက်ပဲရှိမှာနော်တစ်နှစ်နီးပါပေါ့တစ်နှစ်နီးပါဟုတ်တယ်ဆိုတော့ငါတို့လည်းတစ်နှစ်ကိုဟုတ်တယ်တစ်နှစ်နီးပါတော့ရှိပြီဆိုတော့ဘာပြောနေနေပြည့်တယ်ပြောပြပါအားပြပါကျွန်တော်ရန်ကုန်နဲ့တဲ့သူကအဲ့နည်းနည်းဟဲ့မင်းရန်ကုန်နဲ့တဲ့ရင်ဆက်ဖြစ်သွားလေနည်းအဲ့လိုမပြောတော့ပါဘူးကွင်းနဲ့ရောက်ရင်တွေ့ကြမှာဘာညာကွင်းနဲ့ရောက်လာအားဝေးကြပါဦးကဲအောင်မကဲအောင်မသိသေးဘူးလာပါဦးအေးမင်းမဟုတ်လေဘာပြောကိုအခွင့်အရေးရတဲ့အချိန်မှာတော့အကောင်းဆုံးလုပ်လေဟုတ်တယ်မလားမကြောက်မင်းအဲ့လိုလုပ်တတ်ပါတယ်ငါတို့ဒီမှာလဲဆရာတွေကမင်းကိုလမ်းမသုံးတာမင်းကိုစက်ပဲသုံးတာလေဟုတ်တယ်မလားအဲ့မှာမင်းကိုယ်တွေသွင်းပြရလေမင်း performance ရှိရတယ်ဆိုတော့အရင်ပြင်မနိုင်ပါရှိလားခိုင်းတဲ့အခုဒီတဲ့စပေါင်းများတာပြင်မှာပါပြင်မယ်ဆိုဒီ academy ရောနည်းနည်းပြောပါအောင်ဘာပြောချင်တယ်လဲငါတို့ဒီစာ academy ဘလို့ဟဲ့မင်းကျေးဇူးတင်တာပြောအောင်ကျေးဇူးနောက်လာတတ်မဲ့တင်နေတာများလာတတ်ပါဆရာရရင်ကောင်းတယ်ဆရာရန်ကောင်းတယ်ဆရာရန်ကောင်းတယ်လွမ်းလောက်လာလွမ်းလောက်လာအေးပါနောက်လဲအဲ့လိုမျိုးပြန်ဝဲပြီးသွားရင်လည်းလာခဲ့တယ်နော်မြင်းလာလို့ရပါလေဒါမင်းတို့ဟိုမြင်းလည်းလာနေကြပဲဆိုတော့ပြန်ဝဲပြီးသွားတော့ပါတခြားအတင်းဆက်ချုပ်ဖို့လည်းငါတို့မျှော်လင့်နေအဲ့ရနေတခြားစင်တယ်မျိုးနေရှင်လေးလဲစင်ဖြိုးဖို့အတွက်လည်းငါတို့ဆူတောင်းပေးနော်အောင်ပါအောင်မြင်ပါအခုအသက်ဘယ်လောက်ရှိတယ်ပြောမှပြည့်တယ်ဒါ12လပိုင်းမှာ18ပြည့်ဟော12လမှာ18ပြည့်မှာနော်ဆိုတော့ယူနက်ဆယ်နောက်ထပ်18 19 20နှစ်ကန်လို့ရသေးတယ်ဟုတ်မလားနောက်နှစ်ခါအောင်ကန်လို့ရတယ်နော်အများကြီးလိုပါသေးတယ်ချိုးစားနော်ဘာမှဟိုမင်းတို့အကွာမင်းတန်တန်းထဲမှာနေပြီးငါလှိုင်မာနေပေါက်ခဲ့ရတော့မင်းမဖြစ်နေအဲ့ဒါဖြစ်ပါဘူးဘောလုံးလည်းအာယုံဆက်ရအေးကောင်းတယ်โอเคဒီမင်းတို့နော် sorry ပါထားပါမင်းတို့ပြဿနာတက်မထားဘူးတကယ်မထားဘူးဘောလုံးလည်းအာယုံဆက်ရဒီဗီဒီယိုရှိလာနော်မှတ်ထားနော်ချိန်ကြရင်ပြန်ကြည့်မယ်ဒီဗီဒီယိုဟုတ်ပြီလားโอเคဆိုအောင်ရင်ပါစေနော်โอเคကျေးဇူးပါကျေးဇူးပါနာမည်ကဂျင်းဆက်ပါAcademy စားထောင်ကြရတော့ YouTube မှာကိုဗန်ကအဲ့လိုတင်တန်းရှိရပေါ့ scholarship ဘာညာလူရေးမယ်ဆိုလို့လာရင်းနဲ့တက်ဖြစ်တာတင်တန်းစားကြရဘယ်လောက်ချိန်ရဖြစ်လို့ဘယ်လောက်ကြာပါလဲချိန်က2နှစ်ဝန်းကျင်လောက်ပေါ့2နှစ်လုံးဆွဲအေးမှာပဲနေရဟိုကအခုတခြားအဲ့လိုပေါ့ကျောင်းခရိုင်ဘွဲကန်တာတို့တခြားဘယ်လိုပြောမလဲဘလုံးကစားတာတခြားနေရာသွားကစားရင်ဒီကတင်ထားရတာနဲ့တော်တော်အထောက်အကူဖြစ်တယ်ပေါ့အကျိုးရှိရပေါ့ကဲအကျိုးရှိရဆိုတာဟိုတို့ဒီဘောလုံးဟိုတင်းဖောင်နဲ့သွားရင်လေတင်းဖောင်နဲ့သွားရင်အဲ့ဘယ်လိုကန်ရမလဲဟိုအဓိကအသေးစိတ်ကစားပေါ့အခြေခံအဓိကကောင်းအောင်သင်ပြီးရအဓိကလိုအပ်တဲ့အရာတွေကိုသင်ကြားပြီးတော့တွေ့ကြုံတော်ရတယ်ပထမဆုံးချက်ကဒီဆွဲအီကယ်ဒမီကဖြစ်နေရလဲပါတော့အနည်းဆုံးအခြေခံလေးပိုင်နေထင်ပြီးတော့ရမောင်းနေကောင်းလာတယ်သူတို့သဘောကျပြီးခေါ်ရတယ်ထင်တာပဲပြန်ပွဲကတော့20ကျော်စမယ်လို့ပြောတယ်အဲ့တွင်းမှာတော့ဟိုနည်းနည်းလေးချင်ကန်တော့ပြင်းထန်ထန်လုပ်နေရတယ်ပြန်ပွဲကတော့20ကျော်စမှာအဲ့တွင်းမှာပေါ့ပြန်ပွဲစရင်လည်းအားတောင်းလို့အားပေးကြအောင်လို့ဟိုဆွဲကြီးမှလာတော့အဲ့ဆွဲကြီးလာတန်းရင်းနဲ့ဒီကလိုအပ်တဲ့အခြေခံတွေလည်းရမယ်ပြီးတော့တခြားကိုမျောလင့်ထားတဲ့
နေရာရိုလဲရှောက်အောင်အာမခံတယ်ပေါ့ကျွန်တော်တို့ဆွေးမှာနေလို့ခေါင်းတယ်ပေါ့ကိုဘယ်လိုပြောရမလဲကိုနေခြင်းတဲ့ပုံစံတိုင်းအကုန်ကြိုက်တွေ့ရပေါ့အကုန်လုံးအရာ facility ဘာညာအပိုင်းရောအကုန်ပြည့်စုံတယ်တော်တော်လေး quality ရှိတဲ့တင်းလို့ပြောလို့ရတယ်အဲကြောင့်ဒီမှာပဲနေနေတယ်အဲ့အတွက်ပြန်လာအောင်ကျွန်တော်နာမည်ကတော့Jacobလူမျိုးကတော့ချင်းလူမျိုးပဲချင်းနာမည်ကကျတော့ထန်လမ်းပောင်ဟိုဆွေရိုးဘယ်လိုရောက်လာလဲဆိုတော့ဟိုတငယ်ချင်းတယောက်ရဲ့ကိုနေကနေပြီးတော့မှဆွေရိုးရောက်ဖြစ်သွားတယ်မဟာကစားဟိုတော်တော်အဆင်ပြေပါတယ်ဟောအဆင်ပြေပါတယ်ထရေနင်ကလည်းနေ့တိုင်းတပတ်မှ9ရက်လောက်လုပ်ပြီးစနေတင်းတွေနားရတာဆိုတော့ထရေနင်ကလည်းပုံမှန်ဆိုတော့အဆင်ပြေပါတယ်ဟောကိုယ့်ကိုလည်းပိုဖြစ်တာလေတော့အဲ့လိုမျိုးဖြစ်ခံစားပါဟုတ်ပြီးရင်ဆွေရုပ်ပြန်လာမှာလားဟုတ်ပြန်လာမှာပါဆွေရုပ်ပြန်လာမှာအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ရှင်းတော့ပါပါဆွေရုပ်ရောက်ဖြစ်တဲ့ပုံကတော့အဲဒီတင်းတန်းအချင်းချင်းခြေတော်မှန်ကစားရင်းနဲ့ဆွေရုပ်ဘက်ကအကြိုင်းနေတဲ့အတွက်ဒီဆွေရုပ်ရောက်ရှိလာဖြစ်ပါတယ်ဒါမှလည်းမဟာမှာကစားတော့မယ်ပေါ့နော်အဲ့အတွက်ခံစားချက်နဲ့ဘာပြင်ဆင်တာလဲမဟာကစားတော့ပထမဆုံး national အတွေ့အကြုံဆိုတော့ဒါအများကြီးအတွေ့အကြုံကောင်းတွေရရှိမှာဒီတော့လည်းအကောင်းဆုံးကြိုးစားပါမယ်ဆွေရုပ်ပြန်လာမှာလားမဟာကစားပြီးပါဟုတ်ပြန်လာပါဆွေရုပ်ပြန်လာမှာပါဟုတ်တင်းတင်းပြေးပြီးတဲ့အချိန်မှာအမချာလိကိုပြိုင်ပွဲဝင်နေတဲ့မှာကလေးတွေရဲ့ပန်ကန်တဲ့အသက်အနေထားမျိုးနဲ့ပေါ့16နှစ်အောက်မှာဝင်နေတဲ့အတွက်ကြောင့်နာမည်ကတော့16နှစ်ကစားသမားတွေဖြစ်တဲ့ကြောင့်သူတို့ရဲ့အတိုင်းအတာလေးနဲ့လှုပ်ထားတဲ့တပတ်2ရက်နဲ့တွားတဲ့ဥစ္စာလေးတွေကအတိုင်းအတာလေးတွေကအခုထိုက်တင်တဲ့တော့ဖြစ်လာပြီဖြစ်လာတဲ့အချိန်မှာအခုတော့ပြီးတော့လက်ရှိအသင်းမှာပြန်ပြီးတော့ရောက်လာတဲ့အချိန်မှာကလပ်တင်းတွေကနေပြီးတော့အသက်20အောက်ထပ်ပြီးတော့ပြိုင်ပွဲတွေကစားမယ်ဆိုတော့လီဝါကနေပြီးတော့20အောက်တွေလို့တော့လာပြီးရွေးကြတယ်တွားကြတယ်အဲ့လိုချိန်မှာတချို့ကလေးတွေမတွားတာရှိတယ်တချို့ကလေးတွေတွားကြတယ်တွားကြတဲ့လူကလည်းရွေးချက်ခံရတယ်ပါရတယ်ပေါ့အဲ့ကလေးတွေပါတဲ့အပေါ်မှာလည်းကိုယ်ကသုံးသက်ကြည့်တော့ကလေးတွေအတွက်တက်တိုင်တုံးကတော့နည်းနည်းလိုသေးတယ်ပေါ့နှစ်အနေနဲ့ကြတော့ပြုပြင်ပေးဖို့ကတစ်နှစ်နှစ်နှစ်တော့လိုသေးတယ်သူကအသက်အမှန်အတွက်ကြောင့်အသက်မှန်တယ်ဆိုတော့16ဆက်ခွန်နောက်တော့2နှစ်လောက်ဆိုလို့ချင်းအသက်20အောက်ဆိုရင်သူတို့တောင်းပြီးကစားနိုင်မှာပို့ပြီးတော့အဲ့ဒါလေးတွေတော့တွေ့တယ်ပေါ့လာတဲ့အချိန်သူတို့ပြန်ပြီးကွင်းကိုအားတဲ့အချိန်လာရင်သူတို့ဘောလုံးကိုတွားကြည့်တဲ့အချိန်ကျရင်မှားတာမှန်တာလေးတွေကိုသူတို့ပြုပြင်ပေးဖို့ဒါကတော့အစင်းနဲ့ကိုယ့်ဘက်ကရှိပါတယ်သူတို့အတွက်ဆုံးမတာဆိုအတင်းတိုင်းရောက်လို့ရှိရင်သူတို့အတိကပါသွားမလဲဆိုလို့ရှိရင်အတိနံပါတ်1စီကံနံပါတ်2ကဘာလဲဆိုတော့ကြိုးစားအားထုတ်မှုနဲ့လိုက်နာမှုဆရာတွေပဲဆရာသမားကတော့အားလုံးအကောင်းအောင်သင်ပါပဲဒီဆရာသမားတွေရဲ့တွင်ဆုံးမမှုမှာကစားသမားတွေနဲ့ပေါင်းဆက်ပြီးအတွေ့အကြုံယူဖို့လိုတယ်အဲ့အတွေ့အကြုံကဘာလဲဆိုလို့ရှိရင်တယောက်နဲ့တယောက်ညီကိုစိတ်သက်မောင်နှမစိတ်သက်မျိုးမိသားစုစိတ်သက်မျိုးကိုသူတို့မြင်လာနိုင်မယ်မြင်လာရင်အဲ့ဒီမှာသူတို့အားနဲ့အားတာနဲ့ဘယ်လိုပေါင်းတတ်တယ်စဉ်းတတ်တယ်ဆရာတွေကဘယ်လိုဆုံးမတယ်ဒါလေးတွေကိုပြုပြင်ပြီးအတတ်နိုင်ဆုံးကိုနာခံရင်ကြိုးစားရင်တော့သူတို့တစ်နှစ်နှစ်အတော်ဒီမှာထပ်ပြီးတက်ပြင်းတဲ့အစီအစဉ်ရောက်သွားနိုင်ပါတယ်ဟုတ်ကဲ့ကျွန်တော်လာမယ့်နှစ်ကတော့15နှစ်အောက်ကိုလည်းပြိုင်ပွဲကိုကျွန်တော်တို့ဘာလုပ်မလဲဆိုတော့15နှစ်အောက်ကိုကျွန်တော်တို့မွေးထားတယ်ဆိုတာကလည်းလာမယ့်နှစ်ပြိုင်ပွဲမှာ15နှစ်အောက်တိုင်းပြိုင်ပွဲကို qualify ဝင်သွားမယ်အဲ့ဒါအသင်းအတွက်ကိုလည်းနည်းနည်းတော့ကျွန်တော်တို့ယာထားပြီးပြီနောက်ဒုတိယအချက်ကအမချာလိကိုဒီရှိရဲ့နည်းနည်း15နှစ်ကျော်သွားတဲ့အရွယ်တွေနဲ့ပြန်ပြီးတော့ပေါင်းဆက်ပြီးတော့qualify အောင်ပြန်ပြီးတော့အမချာလိကိုဒုတိယတန်းပြန်ပြီးတော့ဟုတ်လား lift 2ကိုပြန်ပြီးကစားနိုင်အောင်ကြိုးစားပြီးတော့ဆောင်ရွက်မဲ့ဥစ္စာတော့အချက်2ချက်ရှိထားတယ်ပေါ့ဒါလေးတို့စုကြည့်ရတာတော့15နှစ်အောင်နဲ့15နှစ်အကျော်16နှစ်20ကြားထဲမှာကျွန်တော်တို့ပြန်ပြီးလာတဲ့တင်နန်းသားတွေကိုအားလုံးပေါင်းဆက်ပြီးတော့အကောင်းဆုံးဖြစ်အောင်တော့ဒီမနေ့ဘောလုံးဝဲရှိတဲ့အချိန်ကိုကျွန်တော် target နဲ့တွားပါမယ်